မင်းခွေးသားစားဘူးလားဒါလေးကိုအတူတူရေးကြည့်ကြရအောင်ဖူးလားဆိုလို့ရှိရင် have you ever စားတာက eat eat ဒီနေရာမှာ present perfect tense ကိုသုံးတာဆိုတော့ verb 3က eat eaten ဘာစားလဲခွေးသားဆိုတော့ dog have you ever eaten a dog လားဒါမှမဟုတ်ရင် have you ever eaten dog လား a dog ဆိုရင်မားတယ်ခွေးသားကိုအသားကိုပြောချင်တာဖြစ်တဲ့အတွက် uncountable noun သုံးပေးရမယ် uncountable noun တွေရဲ့ရှေ့မှာဘာ article မှာလိုက်ပေးစရာမလိုဘူး have you ever eaten a dog ဆိုရင်မားတယ် have you ever eaten dog ဒါမှမှန်တယ်နော်အသားဒီ uncountable noun ဖြစ်တဲ့ uncountable noun တွေရဲ့ရှေ့မှာ article လိုက်စရာမလိုဘူးအကယ်၍များမင်းခွေးကြိုက်ခံရဘူးလားလို့ရေးချင်တယ်ဆိုရင် have you ever been bitten by a dog ဒီနေရာမှာခွေးကို countable noun အနေနဲ့သုံးတာဖြစ်တဲ့အတွက်သူရှိမှာ article a လေးထည့်သုံးပေးရတယ် article a လေးမပါခဲ့ရင်မှားပါတယ်အဲ့တော့ဒီ a တို့ n တို့ there တို့ဒီ article လေးတွေကလည်းအရေးကြီးပါတယ်နားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် thank you bye bye